TikTok monetization ရှောက်တဲ့နည်းလေးကိုမျှဝေပေးပါမယ်နော်TikTok ပေါ်မှာဗီဒီယိုတွေတင်ပြီးတော့ဝင်ငွေပြန်ရှာတဲ့သူတွေဆိုရင်ကျွန်တော်တို့က TikTok monetization ဘယ်လိုရှောက်ရလဲဆိုတော့ဒီဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်ပြောပြပေးသွားမယ်ဗီဒီယိုဖိုင်တွေမစခင်မှာကျွန်တော်ရဲ့ account တွေ follow လုပ်သွားပြီးအောင်နော် Okay ပထမဆုံးเนี่ยကျွန်တော်တို့ရဲ့ TikTok ကိုတစ်ချက်နှိပ်လိုက်မယ်နော်ကျွန်တော် TikTok ကိုတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ TikTok profile ကိုတစ်ချက်လာမယ်နော် TikTok profile ရောက်ပြီးဆိုရင် TikTok profile ရောက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ TikTok ပေါ်မှာတင်ထားတဲ့ဗီဒီယိုက TikTok စီမင်းစည်းကမ်းရဲ့ကိုက်ညီရဲ့လားဆိုတော့ကျွန်တော်တို့အရင်စစ်ဖို့လိုတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အစင်း၃ကြောင်းကျွန်တော်တစ်ချက်နှိပ်မယ်ပြီးပါရင်အစင်း၃ကြောင်းနှိပ်ပြီးဒီမှာနော် TikTok story ဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ် TikTok story ဆိုတဲ့နေရာတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာနော်အကောက်စစ်ချင်းဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေက TikTok မှာ monetization မလျှောက်ခင်မှာကျွန်တော်တို့ကအရင်ဆုံးစစ်ဖို့လိုတယ်เนาะဘာဖြစ်လို့လဲဆိုရင်အဲ့ဒါမှကျွန်တော်တင်တဲ့ဗီဒီယိုတွေက TikTok monetization နဲ့ကိုက်ညီရဲ့လားဆိုတာကိုကျွန်တော်တို့သိမှာပေါ့เนาะ Okay ဒါဆိုရင်တော့ကျွန်တော်မှာဘာမှ TikTok စီမင်းစီကံနဲ့ညှိနေတဲ့ဗီဒီယိုမရှိဘူးပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ကmonetization ရှောက်လို့ရပြီပေါ့เนาะကဲကျွန်တော်တို့က TikTok account လည်းကျွန်တော်စစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က TikTok ID တင်ဖို့လိုတယ်ပေါ့เนาะ monetization ရှောက်ရဖို့ဆိုရင်ကျွန်တော်တို့ကအစင်း၃ကြောင်းကျွန်တော်ပြန်နှိပ်မယ်အစင်း၃ကြောင်းပြန်နှိပ်ပြီဆိုရင်ဒီမှာเนาะ TikTok story ဆိုပြန်နှိပ်မယ်ပြီးရင်ဒီမှာเนาะဖန်ဒီရှင်ကိုတဲ့စုပေးဒီ program ဆိုတဲ့နေရာလေးတွေ့လားအဲ့ဒီနေရာလေးကျွန်တော်တစ်ချက်နှိပ်မယ်เนาะအဲ့နေရာတစ်ချက်နှိပ်ပြီဆိုရင်ဒီလိုမျိုးပေါ်လာမယ်เนาะဒီလိုမျိုးပေါ်လာမယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်ညီကိုမတွေဒီမှာညီကိုမတွေတည်ထားမှာကကျွန်တော်တို့က TikTok account ကိုအစောက်ဖွင့်နေရအသက်က18နှစ်အထက်ရှိရမယ်ပြီးတော့ follower 1000ပြည့်ရမယ် view 3000ရှိရမယ်ပေါ့เนาะfollower 1000 view 3000အသက်18နှစ်ပြည့်ရမယ်ဆိုရင်ကျွန်တော်တို့က monetization ရှောက်လို့ရပြီเนาะကျွန်တော်တို့ကဒီ program ကိုကျွန်တော် join ဖို့အတွက်ဆိုရင်ကျွန်တော်တို့ပါဝင်ပြီဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်မယ်เนาะ Okay Okay ပါပြီဝင်မင်းဆိုပြီးရင်ရပြီဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်ထည့်နှိပ်မယ်ပြီးရင် Okay ဆိုတဲ့နေရာလေးကျွန်တော်ထည့်နှိပ်မယ် Okay ကျွန်တော်တို့ကဒီမှာကျွန်တော်တို့တွေက ID ကျွန်တော်တင်ဖို့အတွက်ဆိုရင်ကျွန်မပေါ့เนาะဒီနေရာလေးပေါ့เนาะအထောက်ထားပေါ့အဲ့ဒီနေရာလေးတစ်ချက်နှိပ်မယ်เนาะ ID ကျွန်တော်တင်ပြရမှာ Okay ဒီလိုမျိုးပေါ်လာပြီဆိုရင်ညီကောင်တော်မတွေပါเนาะသူက ID တင်ဖို့ဆိုရင်သူက၄မျိုးရှိတယ်ပေါ့เนาะနံပါတ်1ကကျွန်တော်တို့ဒီ ID ကတ်နဲ့တင်လို့ရတယ်ပြီးတော့ကျမ်းမာရေးအာမခံကတ်ပြားနေတော့ကျွန်တော်တင်လို့ရတယ်ပြီးတော့ရင်မောင်းလိုင်စင်နဲ့လည်းတင်လို့ရတယ် passport နဲ့လည်းတင်လို့ရတယ်အခုကျွန်တော်ကတော့ passport နဲ့ပဲကျွန်တော်တင်ပြပေးမယ်เนาะဒါဆိုရင်ကျွန်တော် passport တစ်ချက်နှိပ်လိုက်မယ်ပြီးပါရင်ဒီမှာရှစ်တိုးဆိုတဲ့ညလေးကျွန်တော်တစ်ချက်နှိပ်မယ်ပြီးပါရင်ဒီလိုမျိုးမျက်နှာလေးပြန်လာမယ်เนาะဒီလိုမျိုးမျက်နှာလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီအနီရောင်ကွင်းလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ရှေ့သို့ဆိုတဲ့နေရာလေးတစ်ချက်နှိပ်မယ်ဒီလိုမျိုးပေါ်လာပြီဆိုညီကောင်မလေးသိထားမှာကအခုဒီမှာပဲတစ်ခါတည်းကျွန်တော်တို့ passport ရိုက်ထည့်လို့ရတယ်တကယ်လို့ကိုယ်နာမှာ passport ရိုက်ပြီးသားရှိတယ်ဆိုရင်ဒီနေရာလေးနှိပ်ပြီးတော့ကျွန်တော်တို့တွေက ID တင်လို့ရတယ်ကျွန်တော်ကြတော့ဒီမှာရှိတယ်ပေါ့နော်ဓာတ်ပုံထဲမှာရှိတယ်ဆိုတော့ဓာတ်ပုံပဲကျွန်တော်နှိပ်လိုက်မယ်အခုကဒါ ID စစ်ဆေးနေတာပေါ့နော် Okay ဒီမှာကျွန်တော်ဆိုရင်တော့တစ်ခါတည်းပေါ့နော်တစ်ခါတည်းသူကတော့မှန်ကန်ကြောင်းအတည်ပြုလိုက်ပြီပေါ့နော် Okay အတည်ပြုလိုက်ပြီဆိုရင်ကျွန်တော်တို့ရပြီဆိုတဲ့နေရာလေးကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်ပေါ့နော်တချို့ဥစ္စာတွေကြတော့မရဘူးဆိုရင်သူက1ရက်ကနေပြီးတော့2ရက်ကနေ3ရက်ထိကျွန်တော်တို့စောက်ရတယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့တွေ TikTok မှာ monetization ရှောက်တာဒီလောက်ပါပဲเนาะအားလုံးပဲပြီးသွားပြီပေါ့เนาะနောက်ပြီးတော့ TikTok မှာဝင်ငွေရပြီးဗီဒီယိုတင်လို့ဝင်ငွေပြန်ရပြီးပတ်စံဘယ်လိုထောက်ရလဲဆိုတာကိုဘန်ချိတ်နေတဲ့ကျွန်တော်လာပြီးတော့ပြောပြပေးမယ်เนาะ Okay အားလုံးပဲအဆင်ပြေကြပါစေ